လူတယောက်ကိုစောင့်မြင်ချင်းသူ့ရဲ့ရုပ်ရည်တွင်ပင်ကိုကြည့်ပြီးဒီလူကတော့အယမ်းတော်ပြီးသဘောကောင်းမှာပဲလို့ချက်ချင်းတွေးဘူးပါသလားအပြင်ပန်းလာပေါ်တက်ရမြင်လာနေပဲအရာအလုံးပြည့်စုံကောင်းမွန်တယ်လို့ကျွန်တော်တို့အလိုလိုယုံကြည်မိတတ်ကြပါတယ်ဒါဟာကျွန်တော်တို့ဦးနောက်ကအချက်လက်တွေကိုအမြန်ဆုံးဖြတ်လန်းကနေစဉ်းစားလိုက်တဲ့လူရက်တစ်ခုပါပထမဆုံးရရှိတဲ့အမြင်အာရုံပေါ်မူတည်နေအလွယ်တကူကောက်ချက်ချလိုက်တာမျိုးပေါ့ဒါပေမဲ့အဲ့ဒီလိုအလွယ်တကူဆုံးဖြတ်လိုက်တဲ့အရာတွေကတကယ်ပဲအမဲတမ်းမှန်ကန်နေပါသလားစိတ်ပညာမှာတော့ကျွန်တော်တို့ရဲ့မျက်စိကိုကွယ်စေတဲ့ဒီလိုအဖြစ်အပျက်ကို The Halo Effect လို့ခေါ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့လှပသက်ရရင်အကုန်ကောင်းတယ်လို့ထင်တတ်တဲ့စိတ်ကကျွန်တော်တို့ကိုဘယ်လိုလှည့်စားနေလဲဆိုတာကိုအသေးစိတ်ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ် Brainwave ကနေကြိုဆိုပါတယ်ကဲအတူတူလေ့လာကြည့်လိုက်ရအောင် Halo Effect ဆိုတဲ့ဝေါ်ဟာရာကို1920ပြည့်နှစ်မှာစိတ်ပညာရှင် Edward Thorndike ကစတင်တွေ့ရှိခဲ့တာပါ Halo ဆိုတာနတ်သမီးနတ်သားတွေရဲ့ခေါင်းပေါ်မှာရှိတတ်တဲ့အလင်းကွင်းလေးကိုခေါ်တာပါအဲ့ဒီအလင်းကွင်းရဲ့တောက်ပမှုကြောင့်ကျန်တဲ့အားနည်းချက်တွေအကုန်လုံးဖုံးကွယ်သွားတဲ့သဘောတရားပါပဲရှင်းရှင်းပြောရရင်လူတယောက်မှာရုပ်ချောတာလိုမျိုးကောင်းကွက်တစ်ခုကိုမြင်လိုက်တာနဲ့ကျန်တဲ့ညံရည်ညံသွေးတွေပါအလိုလိုကောင်းလိမ့်မယ်လို့သတ်မှတ်လိုက်တာပါသူ့ရဲ့စရိုက်စွမ်းရည်တွေအကုန်လုံးပြည့်စုံနေတယ်လို့ဆုံးဖြတ်လိုက်တာမျိုးပေါ့ပြောင်းပြန်အနေနဲ့အပြင်ပန်းဖိုးတီဖက်တီးဖိနေတဲ့သူကိုမြင်ရင်လေဒီလိုဟာပြင်းရည်ပြီးအရေးချင်းမရှိဘူးလို့တခါတည်းအထင်သေးတတ်ပါတယ်ဒါဟာကျွန်တော်တို့မက်ဆီရှေကအမှန်တရားကိုမမြင်ရအောင်꿰ထားတဲ့မျက်လုံးအကာတစ်ခုနဲ့တူပါတယ်။ဦးနောက်ကအရာရာကိုအသေးစိတ်လိုက်မစင်စားခြင်းတော့ပဲစွမ်းရင်ချွေတာလိုက်တဲ့သဘောပါလေ။ဒီ Halo Effect ဟာကျွန်တော်တို့နေ့စဉ်ဘဝရဲ့နေရာတိုင်းမှာကြီးစိုးနေပါတယ်။ဥပမာအလုပ်အင်တာဗျူးတွေမှာရုပ်ရည်တက်ရပြီးအဝတ်စားတဲ့တက်တွေသူတွေဟာအင်တာဗျူးအောင်ဖို့နဲ့အလုပ်ရဖို့ရခိုင်နှုန်းအများကြီးပိုများပါရဲ့။တကယ်လက်တွေမှာအရေးချင်းပိုရှိပေမဲ့ပြင်ပတွင်ပြင်တာမန်ပဲရှိတဲ့သူတွေကအခွင့်အရေးလက်လွတ်ရတတ်ပါတယ်။ကျောင်းတဲ့စာတင်ကျောင်းတွေမှာလည်းဒီလိုပါပဲဆရာမတွေကတက်ရက်တဲ့ကျောင်းသားတွေကိုပို့ပြီးလိမ်ပါတယ်တော်တယ်လို့အလိုလိုထင်တတ်ကြပါတယ်သူတို့အမားလုံးမိရင်လောင်မတော်တဆလုံးမိတာပါဆိုပြီးခွင့်လွတ်ခံရဖို့ပို့လေကူပါတယ်တရားခွင့်တွေမှာတော့ရုပ်ချောမောတဲ့တရားခံတွေဟာပြစ်ဒဏ်ရှော့ပေါ့ခံရတဲ့အဖြစ်အပျက်တွေရှိတယ်လို့စိတ်ပညာရှင်တွေကဆိုပါတယ်ဒါဟာလူအဖွဲ့အစည်းမှာမမြင်ရတဲ့ကြီးမားတဲ့မတရားမှုတစ်ခုဖြစ်နေပါတယ်စီးပွားရေးနဲ့မားကတင်လောကမှာတော့ Halo Effect ကိုအကောင်းဆုံးအသုံးချသွားကြပါတယ်။ကြော်ညာတွေမှာနာမည်ကြီးမင်းသားမင်းသမီးတွေကိုတုံးလိုက်တာနဲ့အဲ့ဒီပစ္စည်းဟာအလိုလိုကောင်းသွားတယ်လို့ကျွန်တော်တို့ချက်ချင်းယုံကြည်လိုက်ကြပါတယ်။ Social Media တွေပေါ်မှာလည်းဒီလိုပါပဲ။လှပတဲ့ဓာတ်ပုံကလေးတွေတင်နိုင်တဲ့သူအားလုံးဟာဘဝမှာပြည့်စုံပျော်ရွှင်နေတယ်လို့ထင်တတ်ကြပါတယ်။တကယ်တမ်းသူတို့ရဲ့နောက်ွယ်ကအစစ်အမှန်ဘဝကိုကျွန်တော်တို့မသိနိုင်ပါဘူး။စားတော့ဆိုင်ဒီမှာပကန်းအပြင်အစင်လှတာနဲ့ပဲအစားတော့အရသာပိုကောင်းတယ်လို့ခံစားရတာလေဒီသဘောပါတယ်။လူတွေဟာကိုယ်သဘောကျတဲ့သူဆိုရင်သူဘာအမားလုံးအကောင်းဘက်ကနေကြီးတွေးပေးတတ်ကြပါတယ်။ဒါဟာယုံကြည်ချက်ကိုအလွယ်တကူပေးလိုက်မိတဲ့အန်ဒီရဲ့တကူပါ။ Halo Effect ရဲ့အဆိုးဆုံးအန်ဒီရဲ့ကတော့မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်နေခြင်းပါ။အချစ်ရေးမှာဆိုရင်အပြင်ပန်းတက်ရက်ဆွဲဆောင်မှုရှိတာလေးတခုနဲ့ပဲကျောင်းတဲ့ဆေးရိုက်ဆိုးတွေကိုမမြင်ပဲအလွယ်တကူတွဲမိတတ်ပါတယ်။ Red flags လို့ခေါ်တဲ့တတိပေးလက္ခဏာတွေကိုလစ်ရှုမိပြီး toxic ဖြစ်တဲ့ substance တွေရောက်သွားတတ်ပါတယ်။လုပ်ငန်းခွင်မှာဆိုရင်လည်းအပြင်ပန်းကြည့်ကောင်းရုံနဲ့အလုတ်ခန့်လိုက်မိတဲ့အခါမှာတကယ်တမ်းအလုတ်မလုပ်နိုင်တဲ့ပြဿနာတွေအခက်အခဲတွေကြုံရပါတယ်။တခြားကဘက်မှာလည်းရုပ်ရည်သားမှန်ပဲရှိပေမဲ့တကယ်ရိုးသားပြီးစိတ်ထားကောင်းတဲ့သူတွေကိုကျွန်တော်တို့လက်လွတ်ဆုံးရှုံးရတတ်ပါတယ်။အချိန်ကြာလာတဲ့အခါမှာတော့အပြင်ပန်းလှပမှုဆိုတဲ့ပူပုံလေးပေါက်ခွေသွားပါတော့တယ်။အဲ့ဒီအခါကျမှသူဒီလိုလူမျိုးမှန်ကတကယ်မသိခဲ့ဘူးဆိုပြီးနောင်တရတတ်ကြပါတယ်။ဒါဆိုဒီလိုအမြင်မှားစေတဲ့ထောင်ချက်ကနေဘလို့ရုံးထွက်ကြမလဲ။ပထမဆုံးအရေးကြီးဆုံးကတော့လူတစ်ယောက်ကိုစမြင်ချင်းဆုံးဖြတ်ချက်ချမယ်ဆိုကြခဏရက်ပြီးစဉ်းစားပါသူ့ရဲ့ရုပ်ရည်နဲ့သူ့ရဲ့တကယ်လုပ်ရက်တွေ actions တွေကိုတီးခြားစီခွဲခြားပြီးကြည့်တတ်အောင်လေ့ကျင့်ပါဥပမာသူကတော့ရုပ်ချောတယ်ဒါပေမဲ့သူတကယ်ရိုးသားရဲ့လားဆိုပြီးကိုပြန်မေးခွန်းထုတ်ပါခန်းစားချက်ကိုရှေ့တန်းမတင်ဘဲတကယ်အချက်အလက် facts နဲ့အထောက်အထားတွေကိုပဲအခြေခံပြီးဆုံးဖြတ်ပါပထမအမြင်ဆိုတဲ့မျက်လုံးအကာကိုနိုင်ဖယ်ရှားပစ်ပါပြင်ပတွင်ပြင်ကိုကြည့်ပြီးအထင်သေးခဲ့မိရဲ့သူတွေကိုလည်းဒုတိယတစ်ချိန်အခွင့်အရေးပြန်ပေးကြည့်ပါဝေးပန်းပိုင်းခြားသွေးခွန်နိုင်စွမ်းဆိုတာ Halo Effect ကိုကာကွယ်ပေးမယ်အကောင်းဆုံးတိုင်းကာတစ်ခုဖြစ်ပါတယ်ဒီအချက်ကိုတတိပြုမိသွားပြီဆိုရင်စိတ်ရဲ့ဆုံးဖြတ်ချက်တွေဟာအရင်ကထက်အများကြီးပိုမှန်ကန်လာပါလိမ့်မယ်မှတ်ထားပါစာအုပ်တအုပ်ကိုမျက်နှာဖုံကြည့်ပြီးအကဲဖြတ်လို့မရပါဘူးအပြင်ပန်းပြည့်စုံလှပနေတာဟာအတွင်းစိတ်ပြည့်စုံမှုအတွက်အာမခံချက်မဟုတ်ပါဘူးလူတစ်ယောက်နဲ့တကယ်တန်ဖိုးစစ်ဆေးဆိုတာအတွင်းစိတ်တန်တန်နဲ့လွတ်ရက်ဒီမှာသာရှိပါတယ်The Halo Effect ဆိုတာရှိနေမှန်တတိပြုမိသွားရင်စိတ်ဟာပိုပြီးဉာဏ်ပညာရှိစီတွေးလာနိုင်မှာပါအရာရာကိုအပေါ်ယံကြည့်ပြီးဆုံးဖြတ်တာမျိုးမလုပ်ဘဲပုံမို့ကောင်းမွန်တဲ့ရွေးချယ်မှုတွေပြုလုပ်နိုင်ပါစေဒီ
ဒီကနေ့ဗီဒီယိုလေးကစိတ်အထက်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်ဒီလိုမျိုးဘဝအတွက်အသုံးဝင်မဲ့ဗီဒီယိုတွေကိုစက်ကြည့်ခြင်းနဲ့ဆိုရင် Brainwave Channel ကိုအခုပဲ subscribe လုပ်ထားလိုက်ပါနော်ဗီဒီယိုအသစ်တွေတင်တိုင်းသိရအောင်ခေါင်းလောင်းလေးကိုပါနှိပ်ထားပေးဖို့မမေ့ပါနဲ့အချိန်ပေးပြီးကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲပျော်ရွှင်စရာနေ့လေးဖြစ်ပါစေနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်